အားလုံးပဲမင်္ဂလာပါရှင်မိလေးကိုဆက်ချန်နယ်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာထိုးပြပေးမှာကတော့ဒီလိုမျိုးပန်းပွင့်ဘက်ဘဝထိုးနည်းလေးကိုထိုးပြပေးမှာဖြစ်ပါတယ်ဒီဘဝလေးကိုမိလေးကဗွီနဲ့ချီနဲ့ထိုးပါတယ်နော်ဗွီနဲ့ချီကိုအနက်ပန်း 2.5 ml နဲ့ထိုးပါတယ်ဒီဘဝလေးထိုးတာကဒီဗွီနဲ့ချီကိုတစ်လုံးကြော်လေးကုန်ပါတယ်နော်ဒါဆိုရင်ဘဝလေးစထိုးပါမယ်ဘဝလေးစထိုးဖို့အတွက်အရင်ဆုံးချီကိုဖုံးမီကွင်းလေးလှုပ်လိုက်ပါမယ်ပြီးရင်ဖုံးမီ6ချက်ထိုးပါမယ်1 2 3 4 5 6ပြီးရင်ပထမဆုံးဖုံးမီအပေါက်ထဲမှာရှက်ကောထိုးပါမယ်ဒီမှာတော့ဒါဆိုရင်ဒီလိုမျိုးခွင်းလေးရသွားပါမယ်ပြီးရင်ဖုံးမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ခုနထိုးခဲ့တော့ကဒီဖုံးမီဒီကွင်းထဲမှာနော်ဒီကွင်းထဲမှာ2ရက်တင်တိုင်းထိုးပါမယ်ခြေကို1ရက်2ရက်ရက်ပါမယ်ပြီးရင်ဒီကွင်းလေးထဲမှာအလေးထည့်မယ်ခြေချိုးလေးကိုချိန်ပြီးဆွဲယူလာပါမယ်ဒါဆိုရင်အပေါ်မှာကွင်းလေး4ကွင်းဖြစ်သွားပါမယ်နော်ဒီ4ကွင်းကို2ကွင်းချင်းစီ3ကထုတ်ပါမယ်နောက်တော့2ကွင်းထပ်ထုတ်မယ်နော်2ပြီးရင်နောက်ဆုံး2ကွင်းနဲ့ထုတ်ပါမယ်ဒါက2ရက်တဲ့တိုင်းမှာเนาะဒီလို2ရက်တဲ့တိုင်းကိုဒီကွင်းထဲမှာ3နိုင်ထိုးပါမယ်ကိုကတစ်တိုင်းပြီးတော့ပါပြီပြီးရင်နောက်တစ်တိုင်းထိုးပါမယ်နောက်တိုင်းပြီးရင်လည်းနောက်တစ်တိုင်းထိုးပါမယ်3တိုင်းဒီမှာเนาะ2ရက်တဲ့တိုင်း3တိုင်းထိုးပါတယ်ပြီးရင်ဖုံးမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီကွင်းထဲမှာပဲရှက်ကော်ထိုးပါမယ်ဒီလိုပွင့်ဖက်လေးတစ်ခုထိုးပြီးဆိုရင်သူ့ကိုဒီဘက်ကိုကြစ်ကြစ်လေးဆွဲလိုက်ပါเนาะဘာလို့ဆိုတော့ဒီကွင်းထဲမှာပဲပွင့်ဖက်က4ခုစာလောက်ထိုးရမှာမို့လို့ပါเนาะဒီလိုမျိုးလေးရပါမယ်ပွင့်ဖက်တစ်ခုကိုတိုင်9တိုင်စာရှိရပေါ့เนาะဒီမှာတိုင်2ရက်တဲ့တိုင်တော့3တိုင်ပဲထိုးထားရဲဒါပေမဲ့ပထမဆုံးဒီဖုံးမီ4ချက်ကိုတစ်တိုင်အနေနဲ့ယူတယ်နောက်ဆုံးဖုံးမီ4ချက်ကိုလည်းတစ်တိုင်အနေနဲ့ယူတယ်ပေါ့เนาะဒါဆိုရင်အားလုံး1 2 3 4 5တိုင်နဲ့ပွင့်ဖက်လေးရသွားပါမယ်เนาะပြီးပြီဆိုရင်လည်းဒီပုံစံတိုင်းလေးနောက်ထပ်ပွင့်ဖက်တစ်ခုထပ်ထိုးပါမယ်ဖုံးမီ4ချက်ထိုးပါမယ်1 2 3 4ပြီးပြီဆိုရင်ဒီကွင်းထဲမှာပဲ2ရက်တင်တိုင်း3နိုင်ထိုးပါမယ်ထိုးတဲ့ခါမှာလေဒီမှာကျိုးလေးကိုဒီနားလေးမှာတစ်ခါတည်းကပ်ပြီးတော့ထိုးရင်တင်သွားပါမယ်နော်တတိုင်းနှစ်တိုင်း3တိုင်းဒီမှာနော်2တိုင်း3တိုင်းပြီးသွားပါပြီပြီးရင်ဖုံးမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ထိုးပြီးတဲ့အခါမှာဒါလေးကိုကြစ်ကြစ်လေးဖြစ်အောင်ဒီဘက်လေးကိုဆွဲလိုက်ပါနော်ဒီမှာဒီလိုပုံစံလေးရပါမယ်ဒီကြိုးစားလေးကိုကအထဲမထိုးလဲရပါပြီနော်ပြီးရင်နောက်ထပ်ပွင့်ဖက်တစ်ခုထိုးပါမယ်နော်ဖုံးမီ4ချက်ထိုးပါမယ်ဒီပွင့်ဖက်လေးမှာကတော့တိုင်2ရက်တင်တိုင်ကို4တိုင်တစ်ခါလေးထိုးပါမယ်နော်ဘာလို့ဆိုတော့နောက်ပွင့်ဖက်လေးနဲ့ပြန်ဆက်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုံးမီ4ချက်နဲ့ရှက်ကိုမထိုးတော့ဘူးပေါ့နော်အဲကြောင့်မို့လို့2ရက်တင်တိုင်ကို4တိုင်ထိုးပါမယ်1 2 3 4 5 6ပြီးရင်ဒီဘက်ကိုနည်းနည်းကြည့်ကြည့်လေးဆွဲလိုက်ပါနော်အခုက2ရက်တိုင်4တိုင်ထိုးတယ်ခုနဖုံးမီ4ချက်နဲ့ဆိုရင်ဒီဖွင့်ဖက်လေးကဒီမှာတိုင်9တိုင်စာဖြစ်သွားပါမယ်နော်လိုမျိုးလေးရပါမယ်ပြီးပြီဆိုရင်နောက်ထပ်အပန်းမွင့်လေးတစ်ခုပြန်စားထိုးပါမယ်နော်ထိုးဖို့အတွက်ဖုံးမီဆက်တစ်ချက်ထိုးပါမယ်1 2 3 4 5
6 9 10 9 10 11ပြီးပြီဆိုရင်ဒီမှာခုနဒီဖုံမီဒီစထိုးတဲ့ဖုံမီပေါက်ကနေစရေးပါမယ်နော်1 2 3 4 5ဒီဖုံမီ5ခုမြောက်အပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြီးရင်ဒီဘက်မှာဖုံမီ4ချက်ပေါ့နော်ဒီဖုံမီ4ချက်မှာလည်းတစ်ပေါက်တစ်တိုင်းစီနဲ့ရှက်ကော်4ကထိုးပါမယ်1 2 3 4ဒီမှာနော်ဒီလိုမျိုးလေးရသွားပါမယ်အခုရှက်ကော်4ကရဲ့ခုနဖုံမီ5ချက်မြောက်မှာရှက်ကော်နဲ့ဆိုရင်ရှက်ကော်အလုံး5ကပါနော်ဒီဘက်မှာကဒီလိုခွင်းလေးရသွားပါမယ်ပြီးပြီဆိုရင်ဒီခွင်းလေးထဲမှာပွင့်ဖက်ပြန်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျိုးလေးကိုဒီတိုင်းမထိုးဘဲနဲ့သူ့ကိုဒီအလေးရဲ့နောက်ကနေပြီးတော့ဆွဲပြီးအရှိလေးကိုနော်ဒီလိုမျိုးလေးဆွဲယူလိုက်ပါမယ်ခုနကတော့ကျိုးလေးကဒီမှာပေါ့နော်အဲ့ဒါကိုဒီဘက်ကိုအောက်ကနေဆွဲပြီးတော့မှဒီမှာနော်ဒီခွင်းလေးရဲ့ဒီဘက်အရှိကိုပြန်ဆွဲယူပါမယ်ပြီးကမှကျိုးလေးကိုပြန်ကိုင်းပြီးဆက်ထိုးပါမယ်နော်ဒီအပေါက်ထဲမှာ2ရစ်တဲ့အတိုင်း3နိုင်ထိုးပါမယ်ဒီမှာနော်ဒီခွင်းလေးတွေကနေပြီးတော့ထိုးပါမယ်1 2 3ပြီးရင်ဖုံမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီအပေါက်လေးထဲမှာရှက်ကော်ထိုးပါမယ်ပြီးရင်ချစ်စီလေးရောက်သူဒီဘက်လေးကိုဆွဲပါနော်ဒီမှာတော့ဒီလိုပွင့်ဖက်လေးတစ်ခုရသွားပါမယ်ဒီတာကတော့ခုနအကြောင်းအစအပွင့်ပေါ့နော်အခုကတခါအလဲအပွင့်နေပါအလဲပွင့်မှာကပထမဆုံးပွင့်ဖက်ကိုဒီမှာ2ရစ်တဲ့တိုင်း3နိုင်ထိုးတယ်ပြီးတော့4ချက်ဖုံမီ4ချက်ရှက်ကော်ထိုးပါရနော်ပြီးပြီဆိုရင်ဒီပထမဆုံးပွင့်ဖက်ပြီးတော့နောက်တစ်ပွင့်ဆိုလို့ရှိရင်ဖုံမီ4ချက်နဲ့2ရစ်တဲ့တိုင်းကို4တိုင်းထိုးပါမယ်နော်ဒီပေါက်ထဲမှာ2ရစ်တဲ့တိုင်း4တိုင်းထိုးပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
နဲ့3လေးပြီးရင်ဒါကိုကြစ်စစ်လေးဖြစ်အောင်ဆွဲလိုက်ပါနော်ဒီအကူအချောင်းကပွင့်ဖက်ကိုဒီနှစ်ခုစီပဲထိုးပါတယ်နော်ပြီးပြီဆိုရင်နောက်ထပ်ပွင့်ဖက်နောက်ထပ်ပန်းမွှေးတစ်ခုပြန်ထိုးဖို့အတွက်ဖုန်မီဆက်တစ်ချက်ထိုးပါမယ်ခုနထိုးတဲ့ပုံစံတိုင်းလေးပဲထိုးပါမယ်နော်1နဲ့3 4 5 6 8 9 10 11ပြီးရင်ဒီဖုန်မီပထမဆုံးဖုန်မီဘောက်ကနေစရေးပါမယ်နော်1 2 3 4 5ဒီ5ပေါက်မြောက်ဖုန်မီအပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ဒီပေါက်ကနေစပြီးတော့ရှက်ကော်တစ်ပေါက်တစ်တိုင်းစီနဲ့9တိုင်းထိုးပါမယ်နော်ဘက်တစ်တိုင်းပြီးသွားပါပြီပြီးဘေးပေါက်မှာလည်းရှက်ကော်ထိုးပါမယ်နဲ့ပြီးဘေးပေါက်မှာလည်းရှက်ကော်ထိုးပါမယ်3ပြီးဘေးပေါက်မှာလည်းရှက်ကော်ထိုးပါမယ်4ပြီးဘေးပေါက်မှာလည်းရှက်ကော်ထိုးပါမယ်ဒီမှာနော်ဒီလိုမျိုးလေးရပါမယ်ပြီးရင်ခုနအတိုင်းပဲဒီခွင်းလေးထဲမှာပြန်ထိုးမှာဖြစ်တဲ့အတွက်ကြောင့်ဒီချီကျိုးလေးကိုလှုပ်ပြီးတော့အောက်လေးကနေပြီးတော့ဒီအရှိလေးကိုပြန်ဆွဲယူလိုက်ပါမယ်နော်ပြီးတော့မှဒီအရှိကနေပြန်ဆက်ထိုးပါမယ်ခုနထိုးသလိုမျိုးပဲပထမဆုံးပွင့်ဖက်အစားထိုးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ရစ်တဲ့တိုင်ကို3တိုင်မထိုးပါမယ်1
네 또ပြီးရင်ဖုန်းမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြီးချစ်ချစ်လေးဖြစ်အောင်ဆွဲလိုက်ပါနော်ပြီးပြီဆိုရင်နောက်ထပ်ပွင့်ဖက်တစ်ခုထိုးဖို့အတွက်ဖုန်းမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီအပေါက်ထဲမှာ2ရက်တိုင်4တိုင်ထိုးပါမယ်เนาะဒီမှာပွင့်ဖက်တစ်ခုထိုးပြီးဖြစ်တဲ့ကြောင့်မို့နောက်တစ်ခုကိုကြတော့2ရက်တိုင်4တိုင်ထိုးပါတယ်เนาะ1 2 3 4ဒီမှာအခု4တိုင်ရဲ့ခုနောက်ဖုန်းမီလေးချက်ခဲ့ဆိုရင်ဒီမှာ9တိုင်စာဖြစ်သွားပါမယ်เนาะအခုเจ้าကအခုအပွင့်ဖက်လေးတွေကလေဒီလာဆိုလို့ရှိရင်ဖုန်းမီလေးချက်နဲ့ရှက်ကော်မထိုးတာဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုဒီမှာတိုင်4တိုင်ထိုးတာပေါ့เนาะခုနဟာတော့ကဒီမှာဖုန်းမီလေးချက်နဲ့ဒီမှာရှက်ကော်ထိုးမှာဖြစ်တဲ့ကြောင့်မို့လို့တိုင်ကို3တိုင်ပဲထိုးတာပါเนาะအဓိကကတော့ပွင့်ဖက်တစ်ခုကိုတိုင်9တိုင်ပြည့်အောင်လို့ထိုးတာပါเนาะဖုန်းမီလေးချက်ရှက်ကော်မထိုးတဲ့နေရာတွေဆိုရင်တိုင်ကို4တိုင်ထိုးတယ်ဒီလိုဖုန်းမီလေးချက်ထိုးပြီးတော့ဒီမှာရှက်ကော်ထိုးမဲ့နေရာတွေဆိုရင်တိုင်ကို3တိုင်ထိုးပါရဲ့เนาะဒီမှာဒီလိုပုံစံလေးရပါမယ်ပြီးပြီဆိုလို့ရှိရင်လေဒီမှာထိုးတဲ့ပုံစံအတိုင်းပဲဖုန်းမီဆက်တက်ချက်ထိုးပါမယ်1 2 3 4 5 6 9 10 11ပြီးရင်ဒီမှာဒီပွင့်ဖက်လေးတွေထိုးတဲ့ပုံစံအတိုင်းလေးပဲဒီမှာဆက်ထိုးပါမယ်နော်ဒီပုံစံအတိုင်းလေးကိုကိုလိုချင်တဲ့လောက်ပေါ်ဝါအခြေရတဲ့အထိဒီပုံစံအတိုင်းလေးထိုးသွားပါနော်ဒီမှာနော်ပွင့်ဖက်လေးတွေကိုကိုလိုချင်တဲ့လောက်ပေါ်ဝါအခြေဒီထိုးလာပြီးပါရင်နော်ဒါမေလေးကတော့9ပွင့်စာထိုးပါတယ်ပြီးပြီဆိုရင်နောက်တစ်ချောင်းဆက်ထိုးပါမယ်နော်နောက်ချောင်းဆက်ထိုးတဲ့အခါမှာကဒီပထမဆုံးထိုးတဲ့ဟာလိုမျိုးပဲပန်းပွင့်ဖက်လေးဒီတစ်ပေါက်ထဲမှာတစ်ခါတည်းဆက်ပြီးတော့ထိုးပါမယ်နော်ဒီမှာမေလေးတို့ခုနထိုးလာကတော့ဒီပန်းပွင့်မှာဒီမှာ2ရက်တိုင်4တိုင်ထိုးလာတယ်ပေါ့နော်အတေးတိုင်လေးဒီမှာထိုးလာပါတယ်ဒါပေမဲ့အခုကနောက်တစ်ချောင်းနဲ့နောက်တစ်ချောင်းဆက်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနောက်ဆုံးတစ်ခုကိုကဒီမှာ2ရက်တိုင်ကို4တိုင်မထိုးပါအောင်နော်3တိုင်ပဲထိုးမှဖြစ်တဲ့ကြောင့်မို့လို့တစ်တိုင်ပြန်လျှော့လိုက်ပါမယ်ဒီမှာနော်2ရက်တိုင်3တိုင်ထိုးပါတယ်ပြီးပြီဆိုရင်ဖုန်မီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ဒီမှာနော်ဒီလိုမျိုးလေးရပါမယ်ပြီးပြီဆိုရင်လည်းဖုန်မီ4ချက်ထိုးပါမယ်2 3 4ပြီးရင်ဒီပေါက်ထဲမှာပဲ2ရက်တိုင်3တိုင်ထိုးပါမယ်1 2 3ပြီးရင်ဖုန်မီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်တပေါက်ထဲမှာပွင့်ဖက်4ခုထိုးပါပြကြမို့သူ့ကိုဒီဖက်လေးကိုချစ်ချစ်လေးဖြစ်အောင်ဆွဲဆွဲပေးပါနော်အဲ့ဒါမှပန်းပွင့်4ပွင့်စလုံးထိုးလို့ဆန်ပါပါနော်ဒီလိုမျိုးလေးရပါမယ်ပြီးပြီဆိုရင်လည်းဖုန်မီ4ချက်ထိုးပါမယ်2 3 4ဒီလိုနောက်ဆုံးဒီနောက်ဆုံးဒီလိုပန်းပွင့်နေဆိုလို့ရှိရင်ဒီပွင့်ဖက်3ခုကို2ရက်တိုင်ကို3နိုင်သေးပြီးတော့ဖုန်မီ4ချက်ရှက်ကောနေ့တိုင်3နိုင်ပြီးတော့ဖုန်မီ4ချက်ရှက်ကောပဲထိုးပါတယ်နော်ဒီလိုပန်းပွင့်3ဘက်စလုံးကို2ရက်တိုင်3နိုင်စီပဲထိုးပါတယ်ဒါပေမဲ့ဒီနောက်ဆုံးပန်းပွင့်ဆိုလို့ရှိရင်တော့နောက်ဆုံးပွင့်ဖက်ဆိုရင်တော့2ရက်တိုင်ကို4တိုင်ထိုးပါမယ်ဘာလို့ဆိုတော့ तू ကနောက်ဆုံးပန်းပွင့်ဖက်ဖြစ်တဲ့အတွက်ကြောင့်လို့နောက်တစ်ပွင့်နဲ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်2ရက်တိုင်ကို4တိုင်ထိုးပါတယ်နော်1 2 3
3 4ဒီမှာဒါဆိုရင်ပန်းမွေးပုံစံလေးတစ်ခုရသွားပါပြီပြီးပြီဆိုရင်ဒီမှာခုနထိုးခဲ့တော့ငါဒီကပန်းမွေးလေးနဲ့ဆက်ထိုးပါမယ်နော်ဒီအကြောင်းကတော့လေခုနတော့ကဒီမှာပန်းမွေးကိုတစ်ချမ်းသာထိုးလာပြီးအခုကအဲ့ထိုးပြီးသားတစ်ချမ်းကိုပြန်ထိုးဒီမှာဆက်ထိုးတာဖြစ်တဲ့အကြောင်းမို့လို့နှစ်ရည်တင်တိုင်ကို4တိုင်စီပဲထိုးသွားပါမယ်နော်နှစ်ရည်တင်တိုင်4တိုင်ထိုးပါမယ်ဒါကပန်းမွေးအစားမဟုတ်တော့ဘူးပေါ့နော်ခုနတော့ဒီမှာပွဲဖက်နှစ်ခုထိုးလာပြီးပါပြီအခုကအဲ့ဒီထိုးပြီးသားနေရာကိုဆက်ထိုးရပြအကြောင်းမလို့နှစ်ရည်တင်တိုင်4တိုင်စီပဲထိုးသွားပါမယ်နဲ့3 4ဒီဘက်ကိုချစ်လေးဆွဲပါနော်ပြီးရင်ဖုံးမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီဘောက်ထဲမှာရှက်ကော်ထိုးပါမယ်ဒီမှာနော်ဒါဆိုရင်ပွင့်ဖက်လေး4ခု3ခုရသွားပါပြီပြီးပြီဆိုရင်နောက်ထပ်ပွင့်ဖက်တစ်ခုထပ်ထိုးပါမယ်နော်ဖုံးမီလေးချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲ2တင်တိုင်4တိုင်ထိုးပါမယ်နော်နဲ့3ဒီမှာဒါဆိုရင်လည်းဒီမှာပန်းမွေးလေးတစ်ခုရသွားပါပြီเนาะဒီလိုမျိုးလေးရပါမယ်ပြီးဆိုရင်လည်းဒီနောက်တစ်ပွဲမှာเนาะနောက်တစ်ပွဲမှာလည်းပဲ2ရည်တင်တိုင်4တိုင်ထိုးပါမယ်ဒီမှာเนาะဒီမှာကလည်းပဲဒီမှာထိုးတဲ့ပုံစံအတိုင်းလေးပဲဒီမှာထိုးမယ်ပြီးဆိုရင်လည်းနောက်ပန်းမွေးတစ်ခုမှာထိုးပါမယ်เนาะဒီမှာထိုးတဲ့ပုံစံအတိုင်းလေးပဲတစ်ချောင်းအစုံလေးထိုးသွားပါမယ်เนาะဒီမှာเนาะခုနလိုမျိုးပန်းမွေးပုံစံလေးတွေပါเนาะပန်းမွေးပုံစံလေးတွေကိုဒီနေရာထိထိုးလာပြီးပါပြီเนาะပြီးဆိုရင်ဒီပထမဆုံးထိုးခဲ့တော့ကပန်းပွင့်မှာเนาะပန်းပွင့်မှာကဒီမှာ3ဝင်စာပြီးသွားပြီနောက်ဆုံးတစ်ပွင့်လိုတာပေါ့เนาะအဲ့ဒီအပွင့်မှာက2ရည်တင်တိုင်ကို9တိုင်ထိုးပါမယ်เนาะဒီနေရာလေးပဲပေါ့เนาะအပွင့်ဒီနေရာလေးပဲ2ရည်တင်တိုင်9တိုင်ထိုးပါတယ်နဲ့3 4ဒီမှာနော်သူကဖုံမီးတွေ4ချက်တွေထိုးတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့တခါတည်း2ရည်တိုင်ကို9တိုင်ထိုးပလိုက်တာပါနော်ဒါဆိုရင်ဒီအကြောင်းပြီးသွားပါပြီဒီလိုပုံစံလေးရပါမယ်နော်ပြီးဆိုရင်နောက်တစ်ချောင်းဆက်ထိုးဖို့အတွက်အစထိုးသလိုပဲပေါ့နော်ပွင့်ဖက်နောက်ပြန်စမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုံမီးဆက်တစ်ချက်ထိုးပါမယ်1 2 3 4 5 6 9 10 11ပြီးရင်ဖုံမီ1 2 3 4 5ပေါက်မြောက်အပေါက်ထဲကနေပြီးတော့တစ်ပေါက်တစ်တိုင်းစီနဲ့ရှက်ခေါ်ကို5ကထိုးပါမယ်နဲ့3 4 5ပြီးရင်ခုနအကြောင်းလေးမှာထိုးသလိုပဲပေါ့နော်ဒီကျိုးလေးကိုအောက်လေးကနေဆွဲယူပါမယ်ပြီးရင်ဒီနာလေးမှာပြန်ဆွဲယူပြီးဆက်ထိုးပါမယ်နော်ပြီးဆိုရင်ဒီအပေါက်ထဲမှာ2ရည်တင်တိုင်4တိုင်ထိုးပါမယ်နဲ့
4ပြီးရင်နည်းနည်းလေးကြစ်ကြစ်လေးဖြစ်အောင်ဆွဲလိုက်ပါနော်ဒီမှာနော်ဒီလိုမျိုးလေးရပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီအကြောင်းမှာကဒီအစတစ်ခုကိုကပွင့်ဖက်တစ်ခုလေးပဲထိုးမယ်ပေါ့နော်တကြောင်အစမှာဒီပွင့်ဖက်တစ်ခုလေးပဲထိုးပါမယ်ပြီးပြီဆိုရင်နောက်ထပ်ပွင့်ဖက်တစ်ခုနောက်ထပ်ပန်းပွင့်တစ်ခုပြန်စထိုးပါမယ်နော်စထိုးဖို့အတွက်ဖုန်းမီ17ချက်ထိုးပါမယ်1 2 3 4 5 6 9 10 11 ပြီးရင်ခုနလိုမျိုးပဲဖုန်းမီ1နဲ့3 4 5ပေါင်းမြောက်အပေါက်ထဲမှာရှက်ကောထိုးပါမယ်ရှက်ကောတစ်ပေါက်တစ်တိုင်းစီနဲ့5ကထိုးပါမယ်နော်နဲ့3 4 5ဒီမှာကျိုးကိုဆွဲယူတဲ့အခါမှာအကြောင်းနည်းနည်းများလာတာနဲ့အများဒီအောက်ကနေဆွဲတဲ့အခါမှာဒီမှာနည်းနည်းညှိတယ်ပေါ့နော်ထိုးလာတဲ့အကြောင်းတွေကရှေ့လာတာဖြစ်တဲ့ကြောင့်မလို့ညှိတဲ့အခါမှာကျိုးကိုဒီလိုအောက်ကြီးကနေဆွဲမယူဘဲနဲ့ကျိုးစားကိုဒီမှာဒီအနောက်လေးကနေပြီးတော့ပဲအရှေ့ဘက်လေးကိုဆွဲယူလိုက်လေရပါတယ်နော်ဒါကကိုအဆင်ပြေသလိုလေးယူလို့ရပါတယ်အဓိကကျိုးကဒီဘက်လေးဒီနှစ်ခုကြားလေးကနေပြန်ရပါပြီနော်ပြီးပြီဆိုရင်ဒီမှာလည်းပဲနှစ်ရည်တိုင်ထိုးပါမယ်เนาะအခုကဒီမှာကပွင့်ဖက်နှစ်ခုထိုးမှဖြစ်တဲ့ကြောင့်မလို့ပထမဆုံးပွင့်ဖက်ကိုနှစ်ရည်တိုင်3တိုင်ထိုးပါမယ်ခုနနေရာကတော့တစ်ခုတည်းပဲထိုးရဖြစ်ကြောင့်မို့နှစ်ရည်တိုင်4ကထိုးလိုက်တာပေါ့เนาะအခုကတော့နောက်ပွင့်ဖက်မှာကနောက်ပန်းပွင့်မှာကနှစ်ပွင့်စာထိုးရကြောင်းပထမဆုံးပွင့်ဖက်ကိုနှစ်ရည်တိုင်3တိုင်ထိုးပါမယ်နဲ့အခုကလေအစားထိုးရပြကြောင်မလို့2ရက်တိုင်ထိုးတာ3တိုင်း4တိုင်းနည်းနည်းလေးတော့ရှုံမယ်ပေါ့နော်အချောင်းထိုးရင်နဲ့နောက်ကျရင်ပင်ညာမှာဘယ်နှတိုင်းထိုးရမလဲဆိုတာကိုပို့ပြီးတော့နားလေလွယ်သွားပါမယ်နော်အခုကလေခုနအချောင်းနဲ့ဆက်မဖြစ်တဲ့ကြောင်မလို့ဒီကျိုးပွင်းလေးကိုနည်းနည်းရှည်ရှည်လေးဆွဲလိုက်ပါနော်ပြီးပြီဆိုရင်ဒီမှာဒီတာလေးကိုလက်လေးနဲ့လှုပ်လိုက်ပါပြီးရင်သူ့ရဲ့အတိုင်းပေါ့နော်ခုနမဒီတို့ထိုးကနည်းနည်းလေးစောင်းနေပါတယ်အဲ့ဒီအတိုင်းလေးကိုနည်းနည်းအလှပက်လေးကိုလိုမျိုးလေးလှည့်လိုက်ပါနော်ဒီမှာတော့ခုနကတော့ထိုးထားတဲ့နှစ်ခုကလိုမျိုးလိမ့်နေတာဆိုကိုဒီမှာအလှပက်လေးကိုလိုမျိုးလေးလှည့်လိုက်ပါနော်သူ့ရဲ့အကြောင်းအတိုင်းလေးအပြေးလိုက်လေးပဲလှည့်ပေးပါနော်ဒီလိုမျိုးကြီးလိမ်ပြီးလှည့်ရင်လည်းပဲပုံစံမကျဘူးပေါ့နော်အကြောင်းသူ့ရဲ့ခြေလိုင်းတိုင်းလေးပဲပြလေးပဲလှည့်လိုက်ပါဒီမှာနော်ဒီလိုမျိုးလေးရပါမယ်ဒီဘက်တစ်ချမ်းကိုကလှုပ်ထားမယ်နော်ဒီဘက်အချမ်းမှာကမထိုးပါဘူးဒါကနောက်ဆုံးကြောင်းကမှဒီဘက်အချမ်းတစ်ချမ်းကိုထိုးပါမယ်နော်ဒီမှာဒီလိုမျိုးလေးလှည့်လိုက်ပါတယ်ပြီးရင်ဒီပွင့်ဖက်လေးကဒီမှာနော်ဒီအောက်ကဒီပွင့်နဲ့ဒီလိုမျိုးလေးလာဆက်ပါမယ်ဒီထိတ်နဲ့ဒီထိတ်နဲ့ဒီလိုလာဆက်မယ်နော်ဒီတွင်းထဲမှာကဒီလိုမျိုးလေးကြံနေပါမယ်ဆက်ဖို့တာကဒီမှာခုနအကြောင်းတော့ကဒီမှာနော်ဖုန်းမီလေးချက်ထိုးတာနဲ့ဒီတိုင်ထိတ်ပါနော်ဒီတိုင်ကဒီအပေါက်လေးထဲမှာဒီမှာနော်ဒီတိုင်ထိတ်ဒီအပေါက်လေးထဲမှာအဒီကိုထည့်မယ်ပြီးရင်ခုနတော့ကဒီအလှဘက်လေးကနေပြီးတော့ပဲထိုးမယ်နော်ဒီမှာဒီကွင်းလေးထဲမှာအဒီပြန်ထည့်မယ်ခြေပြီးဆွဲယူလာပါမယ်ပြီးရင်ဒီချီချိုးလေးကိုတင်းတင်းလေးဖြစ်အောင်ပြန်ဆွဲပါမယ်နော်ဒါကဒီမှာဆက်ယုံလေးပဲဆက်တာပါနော်ထိုးတဲ့အကြောင်းကတော့ပုံစံတိုင်းလိုပဲထိုးပါမယ်ဖုန်းမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီဘောက်ထဲမှာရှက်ကောထိုးပါမယ်အခုအကြောင်းကလေဒီမှာထိုးခဲ့တော့ကပုံစံတူတယ်เนาะဒါပေမဲ့ဒီမှာတော့ကတော့ဆက်စရာမလိုဘူးပေါ့เนาะအခုအကြောင်းလေးကတော့ခုနပန်းဖွင့်လေးနဲ့ဒီမှာဆက်ထိုးပါတယ်ပြီးပြီဆိုရင်ဖုန်းမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်အခုအကြောင်းကိုလည်းပဲခုနဒီဘက်နောက်တစ်ပန်းပွင့်ဖက်တစ်ဖက်နဲ့ဒီမှာဆက်ပါမယ်เนาะဆက်ဖို့အတွက်ကဒီလိုပဲဖုန်းမီလေးချက်ရဲ့ဒီတိုင်ရဲ့ပါเนาะဒီတိုင်ကိုဒီဘက်ထိပ်ကနေမထိုးเนาะဒီဘက်ရှေ့ထိပ်လေးကနေထိုးပါမယ်ဒီတိုင်ရဲ့ဒီရှေ့ပါเนาะ
ဒီဖိုမီရဲ့နောက်ဆုံးဖိုမီဒီတိုင်ရဲ့ဒီထိတ်ကအပေါက်လေးထဲမှာအလေးထည့်ပါမယ်ပြီးရင်ခုနချီခွင်းလေးကိုဆွဲယူပြီးတော့ဆက်လိုက်ပါမယ်ပြီးပြီဆိုရင်ဒီအပေါက်ထဲမှာဒီမှာထိုးခဲ့တော့ပုံစံတိုင်းလေးပါပဲเนาะ2ရက်တင်တိုင်း4တိုင်းထိုးပါမယ်နဲ့တော့လေးပြီးရင်ကြည်ကြည်လေးပြအောင်ဒီဘက်လေးကိုဆွဲလိုက်ပါနော်ဒီလိုပုံစံလေးရပါမယ်ဒီမှာပွင့်ဖက်နှစ်ခုပြီးသွားပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်ပန်းပွင့်ထိုးဖို့အတွက်ပြန်စားထိုးပါမယ်ဖိုမီဆက်တစ်ချက်ထိုးပါမယ်1 2 3 4 5 6 9 10 11ပြီးပြီဆိုရင်ဖိုမီရဲ့1 2 3 4 5ဖိုမီ5ပါးမြောက်အပေါက်ထဲကနေပြီးတော့စပြီးရှက်ကုန်5ကထိုးပါမယ်ပြီးပြီဆိုရင်ဒီချီချိုးကိုကဒီဘက်အရှိလေးကိုဆွဲယူပါမယ်နော်ပြီးရင်ဒီအပေါက်ထဲမှာဒီမှာတော့ပန်းပွင့်အစားထိုးမှဖြစ်တဲ့ကြောင့်မို့လို့2ရက်တဲ့တိုင်း3တိုင်းထိုးပါတယ်ဒီမှာတော့2ရက်တိုင်း3တိုင်းထိုးပါတယ်ပြီးပြီဆိုလို့ရှိရင်ခုနလိုမျိုးပဲသူ့ကိုခြေခွင်းလေးကိုနည်းနည်းရှိရှိလေးဆွဲလိုက်ပါနော်ပြီးပြီဆိုရင်ဒီအလှဘက်လေးကိုသူ့ကိုပြည့်ပြည့်လေးလှည့်လိုက်ပါနော်ဒီမှာကွင်းလေးရပေါ်မှာပါနော်ဒီလိုမျိုးလေးလှည့်လိုက်ပါတယ်ပြီးပြီဆိုရင်ဒီပုံဖက်လေးကိုကလည်းဒီမှာလာဆက်ပါမယ်နော်ခုနဒီမှာဆက်သလိုမျိုးလေးဒီနေရာမှာလာဆက်ပါမယ်ဆက်ဖို့အတွက်ဒီမှာနော်ဖိုမီလေးချမ်းနဲ့ဒီတိုင်ထိတ်ကအပေါက်ပါဒီအပေါက်ထဲမှာအလေးကိုထည့်မယ်ပြီးရင်ချီချိုးဝင်းလေးကိုဆွဲယူပြီးဆက်ပါမယ်ပြီးရင်ဖိုမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီမှာရှက်ပေါ်ထိုးပါမယ်ပြီးရင်ဖိုမီလေးချက်ထိုးပါမယ်1 2 3 4ပြီးရင်ခြေခွင်းလေးကိုနည်းနည်းရှည်ရှည်လေးဆွဲလိုက်ပါမယ်ပြီးရင်ဒီနောက်ပွင့်ဖက်ပါနော်နောက်ပွင့်ဖက်ရဲ့ဒီထိပ်ပါဒီထိပ်ကအပေါက်ထဲမှာအလေးကိုထည့်ပါမယ်ပြီးရင်ခြေခွင်းလေးကိုဆွဲယူပြီးတော့ဆက်ပါမယ်နော်ပြီးပြီဆိုရင်ဒီအပေါက်ထဲမှာ2ရက်နဲ့တိုင်ကို4တိုင်ထိုးပါမယ်ဒီမှာနော်4တိုင်ထိုးပြီးပါပြီသူ့ကိုဒီမှာချစ်ချစ်လေးဖြစ်အောင်ဒီဘက်ကိုဆွဲလိုက်ပါနော်ဒီမှာဒီလိုပုံစံလေးရတော့ပါမယ်နော်ပြီးပြီဆိုလို့ရှိရင်လည်းပဲဖိုမီ17ချက်ထိုးမယ်ဖိုမီ17ချက်ထိုးပြီးတော့ဒီမှာဒီဓာတ်လေးထိုးခဲ့တဲ့ပုံစံအတိုင်းလေးပဲเนาะဒီနေရာလေးတွေမှာဆက်ပြီးတော့ထိုးသွားပါမယ်เนาะဒီမှာเนาะခုနအတိုင်းပုံစံတူလေးတွေထိုးလာပါတယ်ဒီနောက်ဆုံးတစ်ခုမှာကလေဒီမှာเนาะဒီနောက်ဆုံးဒီပွင့်ဖက်ထိတ်မှာကဖိုမီလေးချက်ထိုးပြီးတော့ပွင့်ဖက်ထိတ်မှာဆက်ထားပါတယ်ဒီဥစ္စာကနောက်ဆုံးပွင့်ဖက်ကလည်းဒီမှာထိုးသလိုပဲပေါ့เนาะဒီနောက်ဆုံးပွင့်ဖက်မှာတခါတည်းပွင့်ဖက်4ခုစာထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီညမှာက2ရက်တိုင်ကို3နိုင်ပဲထိုးပါမယ်เนาะဒီမှာထိုးခဲ့တော့ပုံစံတိုင်းလေးတူတူပါပဲเนาะ1 2
နဲ့3ပြီးရင်ဖုန်းမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ပြီးရင်လည်းဒီမှာထိုးတဲ့ပုံစံတိုင်းလေးပဲနောက်တစ်ခုထပ်ထိုးပါမယ်နော်ဖုန်းမီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာ2ရက်တိုင်း3နိုင်ထိုးပါမယ်နဲ့3ပြီးရင်ဖုန်းမီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ပြီးရင်ဖုန်းမီ4ချက်ထိုးပါမယ်ဒီမှာပွေဖက်3ခုထိုးပြီเนาะဒီနောက်ဆုံးပွေဖက်မှာကတစ်ပေါက်ထဲကို2ရက်တိုင်း4တိုင်းထိုးပါမယ်နဲ့3 4ဒီမှာเนาะဒါဆိုရင်ပွေဖက်လေး4ခုနဲ့ပတ်ဝန်းပုံစံလေးရသွားပါပြီခုနထိုးရတဲ့ဒီကြောင်းနဲ့တူတူပါပဲเนาะပုံစံတူလေးရပါမယ်ပြီးပြီဆိုရင်လည်းဒီမှာဒုတိယအကြောင်းထိုးတဲ့ငါပုံစံတိုင်းလေးပဲထိုးပါမယ်เนาะဒီမှာခုနအကြောင်းတော့ကဒီမှာပန်းပွင့်ဖက်2ခုထိုးပြီးသားဖြစ်တဲ့ကြောင့်မို့အခုကအဲ့ဒီညလေးတွေမှာဆက်ထိုးပါမယ်เนาะဒီပေါက်လေးတွေမှာဆက်ထိုးပါမယ်2ရက်တိုင်း4တိုင်းစီထိုးပါမယ်เนาะနဲ့3 4ပြီးရင်ဖုန်းမီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြီးရင်ကြစ်လေးဖြစ်အောင်ဒီဘက်လေးကိုဆွဲယူလိုက်ပါနော်ပြီးရင်လည်းဖုန်းမီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲ2ရက်တိုင်း4တိုင်းထိုးပါမယ်နဲ့3 4ကျွန်မတော့ဒီလိုပုံစံလေးရပါမယ်ဒီအကြောင်းထိုးတော့ကနေအတူတူပါပဲเนาะပြီးပြီဆိုရင်ဒီမှာလည်းပဲ2ရက်တိုင်း4တိုင်းထိုးမယ်ဖုန်းမီ4ချက်ထိုးမယ်ရှက်ကော်ထိုးမယ်ပြီးရင်ဖုန်းမီ4ချက်ပြန်ထိုးပြီး2ရက်တိုင်း4တိုင်းထိုးပါမယ်เนาะဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးပဲဒီမှာဒီအပေါက်လေးဒီမှာထိုးသွားပါမယ်เนาะနောက်ဆုံးဒီညကိုရောက်တဲ့အထိပါเนาะဒီပေါက်ရောက်တဲ့အထိဒီပုံစံတိုင်းလေးထိုးသွားပါမယ်ဒီမှာเนาะပုံစံတူလေးဒီထိုးလာပြီပါပြီပြီးပြီဆိုရင်ဒီနောက်ဆုံးဒီအပေါင်းမှာကလည်းဒီဒုတိယအကြောင်းထိုးတော့ကပုံစံတိုင်းပဲပေါ့เนาะဒီမှာ2ရက်တိုင်း5တိုင်းထိုးသလိုမျိုးပဲအခုလည်းပဲဒီမှာလည်းပဲဒီမှာထိုးတော့ပုံစံတိုင်းဒီပေါက်ထဲမှာ2ရက်တိုင်း5တိုင်းထိုးပါမယ်နဲ့3 4 5ဒီမှာเนาะဒါဆိုရင်ဒီကြောင်းလေးပြီးသွားပါပြီเนาะအခုကြောင်းကဒီဒုတိယကြောင်းထိုးတဲ့ပုံစံတိုင်းတူတူပါပဲပြီးပြီဆိုရင်နောက်တစ်ကြောင်းထိုးမယ်เนาะနောက်တစ်ကြောင်းကျတော့ဒီမှာဒီအကြောင်းထိုးတဲ့ပုံစံတိုင်းတူပါတယ်เนาะဒီ3ကြောင်းမြောက်ထိုးတဲ့အတိုင်းထိုးပါမယ်ဖုန်းမီဆက်တဲ့ချက်ထိုးပါမယ်เนาะနဲ့3 4 5 6 9 10 11ပြီးရင်ဖုန်းမီဒီနဲ့3 4 5ပေါက်မြောက်အပေါက်ထဲကနေပြီးတော့ရှက်ကော်တစ်ပေါက်တစ်တိုင်းဒီနဲ့5တိုင်းထိုးပါမယ်
2 3 4 5ပြီးရင်ဒီခြေကျိုးလေးကိုဒီအနောက်ကလေးကနေပြီးတော့အရှိဒီလိုမျိုးလေးဆွဲယူလိုက်ပါနော်ခုနအရင်အကြောင်းတွေထိုးသလိုမျိုးပဲဒီအောက်ကနေပြီးတော့ဆွဲယူရင်ရတယ်ဒါပေမဲ့အကြောင်းများရင်များလာတော့ဒီအောက်ကဟာရှေးလာမှာဖြစ်ကြောင်းမို့အလို့ဆွဲယူရင်နည်းနည်းခက်တယ်ပေါ့နော်အဲကြောင့်မို့ခုနတော့ငါဒီလိုမျိုးလေးကိုဒီခြေကျိုးလေးကိုဒီအနောက်လေးကနေပြီးတော့ဒီဘက်လေးကိုဆွဲမယ်ပြီးဒီအရှိလေးကနေဒီမျိုးဆွဲယူလိုက်ပါနော်ဒါကကိုယ်အဆင်ပြေသလိုလေးလုပ်လို့ရရင်တော့ဒီကကြိုးလေးဒီဘက်ကိုရောက်လာရင်ရပါပြီပြီးရင်ဒီပေါက်ထဲမှာ2ရက်တင်တိုင်း4တိုင်းထိုးပါမယ်ဒီမှာတော့ခုနဒီအကြောင်းက3ချောင်းမြောင်းနဲ့အတူတူပါပဲเนาะပုံစံတူပဲထိုးပါတယ်ဒီပွဲဖက်ကိုအစမှဒီတစ်ခုပဲထိုးပါတယ်ပြီးပြီဆိုရင်နောက်ထပ်ပန်းမွင်းတစ်ခုပြန်စထိုးဖို့အတွက်ဖုံးမိဆက်တစ်ချက်ထိုးပါမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
9 10 11ပြီးရင်1 2 3 4 5ပေါင်းမြောက်ကနေစပြီးတော့တစ်ပတ်တစ်တိုင်းစီနဲ့ရှက်ကောထိုးပါမယ်ပြီးဆိုရင်လည်းဒီစီချိုးလေးကိုဒီအနောက်လေးကနေပြီးတော့အရှိလေးကိုဆွဲယူလိုက်ပါမယ်အခုကပန်းမွေးအစားထိုးမှဖြစ်တဲ့ကြောင့်မလို့2ရက်တဲ့တိုင်း3နိုင်ထိုးပါမယ်1နဲ့3ပြီးရင်ချီခွင်းလေးကိုနည်းနည်းရှည်ရှည်လေးဆွဲလိုက်ပါနော်ပြီးပြီဆိုရင်ဒီကျိုးလေးတွေဒီခုနထိုးထားတဲ့ဓာလေးတွေကိုအလှဘက်လေးကိုလှည့်ပါနော်ဒီမှာနော်သူ့ရဲ့ချီကြော်လေးအတိုင်းပြပြလေးပဲဒီအလှဘက်လေးကိုလှည့်လိုက်ပါနော်ပြီးပြီဆိုရင်ဒီ3ချောင်းမြောက်မှာထိုးတဲ့ပုံစံအတိုင်းပဲပါပဲเนาะဒီအပွင့်ထိပ်လေးကနေပြီးတော့ဆက်ထိုးပါမယ်ဖုန်မီ4ချက်ထိုးပါမယ်ပြီးရင်ရှက်ကောထိုးပါမယ်ပြီးရင်ဖုန်မီ4ချက်ထိုးပါမယ်ကျိုးဝင်းလေးကိုနည်းနည်းရှည်ရှည်လေးဆွဲလိုက်ပါနော်ပြီးရင်ဒီတိုင်းထိပ်အပေါက်ပါဒီအပေါက်ကနေပြီးတော့ဆက်လိုက်ပါမယ်ပြီးရင်ဒီမှာ2ရက်တဲ့တိုင်း4တိုင်းထိုးပါမယ်မနော်ဒီလိုမျိုးလေးရပါမယ်ပြီးပြီဆိုရင်နောက်ထပ်ဖွင့်ဖက်လေးတစ်ခုပြန်ဆက်ထိုးပါမယ်နော်နောက်ထပ်ပန်းမွင့်လေးထိုးဖို့အတွက်ဖုန်မီဆက်တစ်ချက်ထိုးပါမယ်ပြီးပြီဆိုရင်လည်းပဲဒီမှာထိုးတဲ့ပုံစံတိုင်းလေးပြန်ထိုးပါမယ်နော်ဒီအကြောင်းကဒီ3ချောင်းမြောက်အကြောင်းတူတူပါပဲအဲ့ဒီပုံစံတိုင်းလေးဒီမှာထိုးပါမယ်နော်ဒီပုံစံအတိုင်းလေးကိုနောက်ဆုံးဒီနေရာကိုရောက်တဲ့ဒီထိုးပါနော်ဒီမှာကလည်းပဲဒီအရင်ကြောင်းလေးထိုးသလိုမျိုးပဲတစ်ပေါက်ထဲမှာတစ်ခါတည်းပွင့်ဖက်4ဘက်ထိုးပြီးတော့ပန်းမွင့်ပုံစံလေးဖော်ပါမယ်နော်ဒီမှာထိုးတဲ့ပုံစံတိုင်းလေးထိုးပါမယ်နော်ဒီအကြောင်းလေးပြီးပြီဆိုလို့ရှိရင်နောက်တစ်ကြောင်းကြားလို့ရှိရင်လည်းပဲဒီမှာဒီအကြောင်းလေးနဲ့တူပါရဲ့နော်ဒီအကြောင်းပုံစံအတိုင်းလေးဒီအကြောင်းကိုဒီမှာဆက်ထိုးမယ်ဒီဆုံးလေးပြီးနောက်တစ်ကြောင်းကြာရင်ဒီကြောင်းပုံစံတိုင်းလေးပြန်ထိုးပါမယ်ပြီးရင်နောက်တစ်ကြောင်းကြာလို့ရှိရင်ဒီကြောင်းပုံစံတိုင်းပြန်ထိုးပါမယ်နော်ပုံစံအတူတိုင်းလေးကိုပဲတစ်ကြောင်းပြီးတစ်ကြောင်းထိုးသွားပါမယ်နော်ဒီဘက်နောက်ဆုံးဒီဘက်တစ်ချမ်းလေးကိုကလွတ်ထားလိုက်ပဲเนาะနောက်ဆုံးအဆုံးထိထိုးပြီးကမှသူ့ကိုပြန်ဆက်ထိုးပါမယ်
ဒီပုံစံတိုင်းလေးတစ်ချောင်းပြီးတစ်ချောင်းကိုလိုချင်တဲ့ပေါ်ဝါအရှိရတဲ့အထိထိုးသွားပါနော်ဒီမှာနော်ပန်းပွင့်လေးတွေကိုကိုပေါ်ဝါလိုချင်တဲ့လောက်အရှိအထိထိုးလာပြီးပါတယ်နော်ဒါကကိုလိုချင်တဲ့လောက်အရှိအထိထိုးလို့ရပါတယ်နော်ထိုးတဲ့အခါမှာအဆုံးသတ်မှာကဒီလိုပန်းပွင့်ပုံစံလေးဒီလိုမျိုးလေးနဲ့အဆုံးသတ်ပါနော်အဆုံးသတ်အကြောင်းလေးကဒီဘက်အချမ်းလေးမှာရပါမယ်နော်ပြီးဆိုရင်တော့ဒီမှာမေလေးတို့အကြောင်းနေထိုးလာတဲ့အခါမှာဒီဘက်မှာပန်းမွှင်းကဒီမှာတစ်ချမ်းစာပဲရှိပါတယ်เนาะအဲ့ဒီတစ်ချမ်းမှာလည်းအခုကပန်းမွှင်းအပြည့်လေးရအောင်လို့ပြန်ထိုးပါမယ်เนาะဒါကမေလေးတို့ထိုးလာတယ်ဒါကအဆုံးသတ်ပါเนาะပြီးရင်ဒီဘက်အချမ်းလေးမှာကဒီမှာပန်းမွှင်းတစ်ချမ်းစာစီပဲရှိတယ်ပေါ့เนาะဒီမှာဒီနာလေးတွေမှာအခုကဆက်ထိုးပါမယ်ထိုးဖို့တော့ကပန်းမွှင်းကပွင့်ဖက်၄ဘက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုကဒီမှာအခုကပွင့်ဖက်2ခုပေါ့နော်ပွင့်ဖက်တစ်ခုစီမှာတိုင်9တိုင်ပဲရှိမှာပါနော်တိုင်9တိုင်ပဲရှိမှာဖြစ်တဲ့ကြောင့်မလို့မေတို့ဒီနောက်ဆုံးမှာကဖွန်မီ4ချက်ထိုးပြီးတော့ဒီမှာရှက်ခေါ်ထိုးမှာဖြစ်တဲ့ကြောင့်မလို့ဒီညမှာတိုင်ကို4တိုင်ပဲထားပါမယ်နော်ဒီမှာ1နဲ့3 4တိုင်4တိုင်ပြီးရင်ဖွန်မီ4ချက်ထိုးပြီးတော့ရှက်ခေါ်ထိုးပါမယ်3 4ပြီးရင်ဒီပေါက်ထဲမှာရှက်ခေါ်ထိုးပါမယ်နော်ဒါဆိုရင်ဒီမှာတိုင်9တိုင်နဲ့ပွင့်ဖက်ပုံစံလေးရတော့ပါမယ်ပြီးရင်လည်းနောက်ထပ်ပွင့်ဖက်တစ်ခုထိုးဖို့အတွက်ဖုံးမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီအပေါက်ထဲမှာ2ရည်တင်တိုင်3တိုင်ထိုးပါမယ်1နဲ့3ပြီးရင်ဖုံမီ4ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ခေါ်ထိုးပါမယ်ပွင့်ဖက်နောက်တစ်ခုထိုးမှဖြစ်ကြမှာဒါလေးကိုဒီဘက်လေးကိုကြည့်ကြလေးဖြစ်အောင်ဆွဲလိုက်ပါနော်ပြီးရင်လည်းဖုံမီ4ချက်ထိုးပါမယ်1 2 3 4ပြီးရင်ဒီအပေါက်ထဲမှာ2ရည်တင်တိုင်း4တိုင်ထိုးပါမယ်ဒီမှာ2တိုင်4တိုင်ရဲ့ခုနဒီဖုံမီ4ချက်နဲ့ဆိုရင်ပွင့်ဖက်9တိုင်နဲ့ပွင့်ဖက်လေးဖြစ်သွားပါမယ်နော်ဒါဆိုရင်ဒီမှာပွင့်ဖက်လေး4ခုနဲ့ပန်းမွှင်းလေးတစ်ပွင့်ရသွားပါမယ်နော်ပြီးဆိုရင်ဒီမှာနောက်တစ်ခုကိုဆက်ထိုးပါမယ်နောက်တစ်ခုကတော့ဒီမှာဒီအကြောင်းမှာထိုးတဲ့ပုံစံတိုင်းလေးပဲထိုးပါမယ်နော်2ရည်တင်တိုင်း4တိုင်စီထိုးပါမယ်4တိုင်ထိုးပါမယ်နော်ပြီးရင်ဖုံမီ4ချက်ထိုးပြီးတော့ရှက်ခေါ်ထိုးပါမယ်ပြီးရင်သူ့ကိုဒီဘက်လေးကြစ်လေးဖြစ်အောင်လို့နည်းနည်းလေးတုံပြီးတော့ဆွဲလိုက်ပါနော်ပြီးရင်လည်းဖုံမီ4ချက်ထိုးပါမယ်ပြီးရင်2ရည်တင်တိုင်ရှိ4တိုင်ထိုးပါမယ်နော်1 2 3 4ဒီမှာတော့ဒါဆိုရင်ဒီမှာလည်းပဲပေါင်းမွင့်လေးတစ်ခုရသွားပါမယ်ပြီးဆိုလို့ရှိရင်ဒီမှာဆက်ထိုးပါမယ်เนาะဒီမှာကလည်းဒီမှာထိုးတဲ့ပုံစံအတိုင်းလေးပဲဒီမှာထိုးပါမယ်ပြီးရင်နောက်တစ်ဝင်ကြလို့ရှိရင်လည်းဒီမှာထိုးတဲ့ပုံစံအတိုင်းလေးပဲထိုးပါမယ်เนาะဒီပုံစံအတိုင်းဒီအပွင့်လေးတွေမှာเนาะဒီအပွင့်လေးတွေမှာတပွင့်ဝေးတပွင့်မှာဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးပဲထိုးပါမယ်เนาะအရင်ဦးဆုံး2ရည်တင်တိုင်း4တိုင်ထိုးမယ်ပြီးရင်ဖုံမီ4ချက်ထိုးမယ်ရှက်ခေါ်ထိုးမယ်ပြီးရင်ဖုံမီ4ချက်ပြန်ထိုးမယ်2တိုင်4တိုင်ပြန်ထိုးပါမယ်เนาะဒီပုံစံအတိုင်းလေးဒီပွင့်ဖက်လေးတွေအကုန်လုံးပါเนาะဒီမေလေးတို့စထိုးခဲ့တော့ကပေါ်ရပါเนาะစထိုးခဲ့တော့ကဒီအပေါက်ကိုရောက်တဲ့အထိထိုးသွားပါမယ်เนาะဒီမှာเนาะဘေးချောင်းကိုလည်းပဲပုံစံတူလေးဒီမှာထိုးလာပြီးပါရင်เนาะ
ဒီမှာနောက်ဆုံးဒီနေရာကိုရောက်လာပါပြီပြီးပြီဆိုရင်ဒီမှာပထမဆုံးထိုးခဲ့တော့ငါဒီပွင့်ဖက်လေးပါနော်ဒီဟာလေးနဲ့ဆက်ပါမယ်ဆက်ဖို့အတွက်ကဒီမှာဖိုမီလေးချက်နဲ့ဒီတိုင်ထိပ်ပေါက်ပါနော်တိုင်ကအပေါက်ထဲမှာရှက်ကော်လေးထိုးပြီးတော့ဆက်လိုက်ပါမယ်ဒါဆိုရင်ဒီပေါ်ကပန်းခွက်လေးတွေထိုးလို့ပြီးသွားပါပြီနော်ပြီးဖိုမီတစ်ချက်ထိုးပြီးတော့ခြေကိုအဆုံးသတ်ပါမယ်ပြီးပြီဆိုရင်ဒီစ조사လေးကိုဒီပွင့်ဖက်ဒီအတွင်းလေးတွေထဲကနေဆွဲယူပြီးသိမ်းပါမယ်နော်ဒီဘက်လေးကဆွဲယူသိမ်းနေရတယ်ဒီဘက်ကဆွဲယူသိမ်းနေရပါတယ်နော်ပြီးရင်ဒီမှာအစတော့ကကြိုးလေးရဲ့အခုဆုံးတဲ့ကြိုးလေးရဲ့ကိုဖြတ်လိုက်ပါမယ်ဒါဆိုရင်ဒီလိုပန်းမွေးကွက်လေးနဲ့ပေါ်ဝါထိုးလို့ပြီးသွားပါပြီเนาะဒါမိလေးကတော့ဒီပန်းမွေး9လိုင်းပါเนาะ9ပွင့်စာထိုးထားတာပါပြီးပြီဆိုရင်ဒီမှာပေါ်ဝါအမီချိုးလေးတွေကိုတက်ပါမယ်เนาะတက်ဖို့အတွက်ကဒီအလှဘက်ကပဲတက်မယ်เนาะဒီဘက်ခြမ်းလေးကတော့ဒါမလှဘက်ခြမ်းမှာဒီအလှဘက်ခြမ်းလေးကနေစတက်ပါမယ်စားတက်ဖို့အတွက်ကဒီမှာပွင့်ဖက်လေးတွေနှစ်ခုရှိတယ်ပေါ့နော်ပွင့်ဖက်တစ်ခုကိုတချိုးစီနဲ့တက်ပါမယ်နော်တက်ဖို့အတွက်ဒီမှာဒီနောက်ဆုံးဒီတိုင်နဲ့ဒီဖူမီလေးချက်ရဲ့ဒီထိတ်ကပေါက်ပါနော်ဒီအပေါက်ထဲကနေပြီးတော့စားတက်ပါမယ်ကျိုးလေးကိုချိန်ပြီးတော့ဆွဲယူလိုက်ပါမယ်ပြီးရင်ကျိုးလေးပြုတ်ထွက်မသွားအောင်လို့သူ့ကိုအနောက်မှာတရက်လောက်ရစ်လိုက်ပါနော်ပြီးပြီဆိုရင်မိလေးကဒီပေါ်ဝါကျိုးအရှိကိုကဖုံမီအချက်35ချက်စာထိုးပါတယ်เนาะဒါကကိုလိုချင်တယ်လို့လေးရှည်ရှည်လေးလိုချင်တယ်ရှည်ရှည်လေးထိုးလို့ရပါတယ်เนาะမိလေးတို့ကတော့35ချက်စာထိုးပါတယ်အကြောင်းဖုံမီ35ချက်ထိုးပါမယ်เนาะဒီနဲ့3 4 5ဖုံမီ35ချက်ထိုးသွားပါမယ်ဒီမှာတော့ဖုံမီ35ချက်ထိုးလာပြီပါပြီပြီးပြီဆိုရင်တက်ရက်ပုံစံလေးထိုးပါမယ်เนาะထိုးဖို့အတွက်ဒီနောက်ဆုံးဖုံမီပေါက်လေးကိုလက်လေးနဲ့ဖိပြီးမှတ်ထားပါမယ်ပြီးရင်ဖုံမီ3ချက်ထိုးပါမယ်1 2 3ပြီးရင်ဒီနောက်ဆုံးဖိထားတဲ့အပေါက်ပေါ့နော်အနောက်ကနေစားယူမယ်ဆိုရင်တော့ဖုံမီ4ချက်မြောက်အပေါက်ပါနော်ဒီအပေါက်လေးထဲမှာတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံမီ3ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိထိုးပါမယ်ပြီးရင်လည်းဖုံမီ3ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံမီ3ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိထိုးပါမယ်ဒီပုံစံတိုင်းလေး3ခါရတဲ့ထိထိုးပါမယ်เนาะခုကတစ်ခါနှစ်ခါပြီးသွားပါပြီပြီးရင်လည်းဖုံမီ3ချက်ထိုးပါမယ်ပြီးရင်ဒီအပေါက်ထဲမှာတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံမီ3ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ဒီမှာတော့ဒါဆိုရင်ဒီလိုပုံစံလေးရသွားပါမယ်ဒါ3ခုပဲထိုးမယ်ပေါ့နော်တရက်ပုံစံလေးနဲ့တူသွားအောင်လို့ပါပြီးပြီဆိုရင်ဒီမှာတော့ကဖုံမီ35ချောင်းထိုးတော့35ချက်ထိုးရဖြစ်ကြောင်းမို့လို့အခုလည်း35ချက်ထိုးပါမယ်နော်ဒါလို့ဒီမှာတော့က40ထိုးတယ်ဆိုရင်အခုလည်း40ပေါ့နော်ဒီကျိုးလေးနဲ့ညီတူအတူထိုးပါမယ်နော်ဖုံမီ35ချက်ထိုးပါမယ်1 2 3 4 5 35ချက်ပြည့်တဲ့ဒီထိုးသွားပါမယ်နော်ဒီမှာဖုံမီ35ချက်ထိုးလာပြီးပါပြီနော်ပြီးပြီဆိုရင်ဒီမှာခုနကတော့ငါဒီပွင့်ဖက်လေးနဲ့ထိုးရဖြစ်ကြမလို့အခုကဒီနောက်ထပ်ပွင့်ဖက်ပါနော်နောက်ထပ်ပွင့်ဖက်ရဲ့ဒီမှာဖုံမီလေးချက်နဲ့2ရက်တဲ့တိုင်းဒီထိတ်ကအပေါက်လေးမှာနော်ထိတ်ကပေါက်လေးထဲမှာတိုင်ထိုးပါမယ်ဒါဆိုရင်ဒီလိုမျိုးတကြိုးရသွားပါမယ်နော်ပြီးရင်ဒီပုံစံတိုင်းလေးပဲထိုးပါမယ်ဖုံမီ35ချက်ထိုးပါမယ်1 2 3 4 5 35ချက်ရတဲ့ဒီထိုးသွားပါမယ်ဒီမှာတော့ဖုံမီ35ချက်ထိုးလာပြီးပါပြီ
ပြီးပြီဆိုရင်ခုနဒီမှာထိုးတော့ကပုံစံတိုင်းလေးအခုထိုးပါမယ်နော်ဒီနောက်ဆုံးအပေါက်လေးကိုလက်လေးနဲ့ဖြည်းဖြည်းမှတ်ထားပါမယ်ပြီးရင်ဖုံးမီ3ချက်ထိုးပါမယ်1 2 3ပြီးရင်ဒီခုနဒီနောက်ဆုံးဖုံးမီအပေါက်ပါနော်ဒီအပေါက်ထဲမှာဒီမှတ်ထားတဲ့ဒီနောက်ဆုံးဒီဖုံးမီအပေါက်ထဲမှာတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံးမီ3ချက်ထိုးပါမယ်ပြီးရင်ဒီပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြီးရင်လည်းဖုံးမီ3ချက်ထိုးပါမယ်ဒီပေါက်ထဲမှာပဲတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံးမီ3ချက်ထိုးပါမယ်ဒီပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ပြီးရင်ဖုံးမီ3ချက်ထိုးပါမယ်ဒီပေါက်ထဲမှာတိုင်ရှိထိုးပါမယ်ပြီးရင်ဖုံးမီ3ချက်ပြီးဒီပေါက်ထဲမှာရှက်ကော်ထိုးပါမယ်နော်ဒီလိုမျိုးလေး3ခုရသွားပါပြီပြီးပြီဆိုရင်ဒီမှာထိုးခဲ့တော့အကျိုးအရှိတိုင်းဖုံမီ35ချက်ထိုးပါမယ်1 2 3 4 5 35ချက်ပြည့်တဲ့ဒီထိုးသွားပါမယ်နော်ဖုံမီ35ချက်ထိုးလာပြီးပါရင်နော်ပြီးပြီဆိုလို့ရှိရင်ခုနတော့ငါဒီပွင့်ဖက်ထိုးတယ်ပေါ့နော်ပြီးပြီဆိုရင်ဒီပွင့်ဖက်ရဲ့နောက်ထပ်ပွင့်ဖက်တစ်ခုပါဒီမှာ2ရက်တိုင်နဲ့ဖုံမီ4ချက်ရဲ့ဒီထိတ်ကအပေါက်ထဲမှာတိုင်ထိုးပါမယ်နော်ပြီးရင်လည်းဖုံမီ35ချက်ထိုးသွားပါမယ်နော်ဒီမှာကျိုးလေးကဒီလိုပုံစံမျိုးလေးရပါမယ်နော်ဒါလေးကလေအခုတော့လင်းလေးဖြစ်နေတာပေါ့နော်နောက်ပိုင်းကျရင်သူ့ကိုမီးအပူလေးနဲ့အပူလေးပေးလိုက်ရင်ဒီကျိုးလေးတွေကလှသွားပါနော်ဒီမှာဒီလိုသေးရပါမယ်ဒီပုံစံအတိုင်းဒီလိုကျိုးလေးတွေကိုဒီမှာနော်ဒီပွင့်ဖက်ဒီထိတ်လေးတွေမှာပုံစံတူလေးထိုးသွားပါမယ်နော်နောက်ဆုံးဒီပွင့်ဖက်ဒီနေရာကိုရောက်တဲ့အထိပါနော်ပုံစံတူလေးထိုးသွားပါမယ်ဒီမှာနော်ကျိုးလေးတွေကိုဒီနောက်ဆုံးဒီပွင့်ဖက်နာကိုရောက်တဲ့အထိထိုးလာပြီးပါပြီပြီးပြီဆိုရင်ဖုံမီတစ်ချက်ထိုးပြီးတော့ခြေကိုအဆုံးသတ်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီစ조사လေးကိုအရင်ထိုးသလိုမျိုးပဲပေါ့နော်ဒီပွင့်ဖက်ဒီအတွင်းလေးတွေကနေစ조사လေးကိုဆွဲယူပြီးတော့ဒီမှာတင်လိုက်ပါနော်ဒါဆိုရင်ဒီဘဝကြိုးလေးတက်လို့ပြီးသွားပါပြီဒီပုံစံအတိုင်းပဲဒီဘက်တစ်ဖက်မှာလည်းပဲအဲ့ဒီပုံစံအတိုင်းလေးဒီမှာကြိုးလေးတက်ပါတယ်နော်ဒီကြိုးလေးတွေကလေဒီလိုမျိုးလေးတွန့်နေတယ်ပေါ့နော်ဒါလေးကိုမီးဘူးလေးနဲ့တော့ဘူးထိုးပြီးတော့မှဒီကြိုးလေးတွေကိုနေရာလေးချပါမယ်နော်ဒီမှာနော်ပေါ်ဟာကျိုးလေးတွေကိုမီးဘူးလေးတိုက်ပါမယ်တိုက်ဖို့အတွက်အရင်ဆုံးဒီအပွင့်လေးတွေကိုကျိုးလေးတွေကိုညီညီလေးအရင်ဆုံးနေရာလေးချပါနော်ပြီးပြီဆိုကမှမီးဘူးတိုက်ပါမယ်တိုက်တဲ့အခါမှာလေသူ့ရဲ့ပုံမှာစက်ကူသုံးမဟုတ်အဝိစာလေးတစ်ခုခုလေးခံပြီးတော့မှတိုက်ပါနော်ခြေသားနဲ့ဒီမီးဘူးနဲ့တိုက်ရိုက်မထိပါဘူးနော်တစ်ခုခုလေးခံပြီးတော့မှတိုက်ပေးပါဒီမှာနော်တိုက်ပြီးပြီဆိုရင်ဒီအပွင့်လေးတွေကဒီလိုပြက်နေရမယ်နော်ဒီကျိုးလေးနဲ့ကျိုးကကုနာနေရာချတာမညီတော့လိန်သွားတယ်နော်အဲ့နေရာလေးကိုပြန်ပြီးတော့နည်းနည်းထပ်တိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီမှာအပွင့်လေးတွေကျိုးလေးတွေကလေဒီလိုပြက်လေးနဲ့လှသွားပါမယ်နော်ပြီးရင်ဒီဘက်ပေါ်မှာဒီပန်းပွင့်နေရာလေးတွေလည်းမိဖို့တိုက်ပါမယ်သူကဒီဘက်တောင်းနာလေးတွေဖိုးဘက်တောင်းနာလေးတွေမှာနော်ဒီလိုလိန်နေတာလေးတွေရှိပါတယ်အဲ့ဒီလိန်တဲ့နေရာလေးတွေကိုအရင်ဦးဆုံးလက်လေးနဲ့ဖြန့်ပေးပါနော်ပြီးပြီဆိုရင်ခုနလိုမျိုးလေးပဲဒီတစ်ခုခုလေးခံပြီးတော့မှအပေါ်နေမိဖို့နဲ့တိုက်ပေးပါမယ်နော်မိဘူးလေးတိုက်ပြီးဆိုလို့ရှိရင်တော့ပန်းမွေးလေးတွေကဒီလိုမျိုးပြက်လေးနဲ့ပို့ပြီးတော့လှသွားတယ်ပေါ့နော်ကျိုးလေးတွေလည်းပဲနေရာပုံစံလေးချပြီးတော့ပို့လှသွားပါတယ်ဒီပုံစံအတိုင်းပဲပေါ့နော်ဘဝဒီအထောက်လျှောက်အကုန်လုံးဒီဘေးနားလေးတွေကိုဖြန့်ပြီးတော့မှမိဘူးတောက်လျှောက်တိုက်ပေးပါနော်ပြီးရင်ဟိုဘက်ကျိုးလေးကိုလည်းမိဘူးတိုက်ပေးပါဒါဆိုရင်ဘဝလေးထုတ်လို့ပြီးသွားပါပြီရှင်